မင်္ဂလာပါကျွန်တော်ဒီနေ့တော့ coffee တောက်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုရင် coffee တောက်ရလဲဆိုရင်တော့ကျွန်တော်ကစားရလိုက်ရှိတယ်ဘောလုံးကန်တာလည်းရှိတယ်လေ့ကျင့်ကန်လောက်တာလည်းရှိတယ်ကျင်းစော့တာလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုကြွတ်သားတယ်မနာရအောင်တူးတယ်မနာရအောင်ပြီးတော့တူးတယ်မနာရအောင်ကြွတ်သားလည်းမနာရအောင်ကြွတ်သားလည်းနာနေတယ်ပြီးတော့ညာအောင်နဲ့ညာအောင်နေတယ်ဆက်ကြောလည်းတက်နေတယ်ကွာခံစားချက်မျိုးရှိနေမယ်ဆိုရင်တော့ဒီနေ့တော့ကျွန်တော်ဂျင်းစင်မီကော်ဖီထောက်လေးနဲ့ဒီမှာနော်ဂျင်းစင်မီကော်ဖီဒီနေ့ဂျင်းစင်မီကော်ဖီထောက်လေးနဲ့ကြောတွေဖြစ်အောင်လို့ဖတ်တောက်လိုက်မှာဖြစ်ပါတယ်ကော်ဖီတောက်နေကြတဲ့ဂျင်းစင်မီကော်ဖီဖြစ်ပါတယ်သူကကျမကြီးကိုတတ်ပဲမဟုတ်တော့ကောင်းတယ်သူကခံစားချက်မျိုးကောင်းတယ်ဘာလို့လဲဆိုရင်တော့ကျွန်တော်ရုပ်ရည်လဲကျွန်တော်မကြမ်းဘူးကွာငါဒီဆိုရအလောက်ကိုလောက်မယ်ဆိုရင်တော့ကျွန်တော်နေပူလန်းလောက်ရမှာမဟုတ်တဲ့အတွက်ကျွန်တော်ရုပ်ရည်လဲဒီလိုချောနေရမှာပေါ့ကွာဆက်ပါนั่นปุ้ยอะไรจ้าเวลาตะกุกก็เสียชีวิตจอดรถจินเซนกาแฟเว้ยแม่ส่งยังตะตี้ทายอ่ะแม่เชื่อชีပေါ့เนาะป่าแล้วส่งยังတော့စင်းနေတဲ့ကျေးစေးနေတဲ့ဟာကိုတော့တတိထားရမှာဖြစ်တယ်ကျွန်တော်တို့ခုလက်ရှိဟောင်းနေတဲ့ဈေးရောတသိန်းနဲ့6000ကျော်ရှိနေเนาะကျွန်တော်တို့ဟိုကော်မတီကနေတာရိုက်ကော်မတီကနေတာရိုက်စေးလာတဲ့ကျေးဇူးများကိုပဲဖြစ်ပါတယ်ကျွန်တော်တို့ရောင်းချဆက်ချလို့ဝယ်လို့ရတယ်ကျွန်တော်တို့စီမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီတသိန်းနဲ့6000ဈေးအများကြီးနေမယ်ဆိုရင်တတိထားရမှာပေါ့နော်ကျွန်တော်တို့တသိန်းနဲ့2000လောက်တသိန်းနဲ့ဝယ်လာပေါ့တတိထားဖြစ်ပါတယ်ကျွန်တော်ကလာပြောပြတာပါတော့ကျွန်တော်ကျမ်းမာရေးရတဲ့တောက်နေတဲ့ဂျင်းစင်မီကော်ဖီဖြစ်တဲ့အတွက်ကျမ်းမာရေးမတိခိုက်အောင်လဲတောက်ပေးရမှာဖြစ်ပါတယ်အဲကျွန်တော်အခုတောက်ကြရအောင်ဘိုးနေပါကဲဒီနေ့တလားပဲပြောပြချင်ပါတယ်နောက်နေ့လဲကျင်းစင်မြေကော်ဖီအကြောင်းလဲဆက်ပြောမှာဖြစ်တဲ့အတွက်ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်တန်းကိုချောတဲ့